နောက်ရက်မှနောက်ပြီးဆက်မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုအားပေးရတဲ့ချစ်ချစ်များတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှတွေ့မယ်နော်ဟယ်လိုအားလုံးပဲမင်္ဂလာပါ Light of the Channel မှာကြိုဆိုပါရစေဒီကနေ့မှာတော့ရေလဲနေပဲပေါ့နော်ပြန်ဖျားအောင်တောင်းနေတယ်ဆိုတော့ချက်ကြည့်ကြည့်ရအောင်နော်ကဲဒီဖျားမြင်ရင်ပြန်ဖျားလဲဆိုတာတချို့တော့သိကြမယ်ထင်ပါတယ်လမ်းတစ်လျှောက်မှာဆိုရင်လည်းအရင်ကတာရတယ်ပါအောက်ကပြပြလေးနဲ့ပြပြအစင်းစင်းလေးတမပင်လေးခဏပင်တွေလည်းအများကြီးပဲအရင်ကတာရတယ်ဒီမှာဆိုဥပုပ်တွေပေါ့နော်ဥပုပ်တွေအရဆင်လာတာဒီရတာများတဲ့စိတ်ဝင်စားစရာလေးပါပဲကဲရောက်ပါပြီဖေဖေအဖြစ်မလေးဆိုတော့ဒီနေ့ကအနန္ဒဖေအကိုတော်လည်းမှာဖြစ်ပါတယ်ကဲအနန္ဒဖေအထဲဝင်မယ်ဒါတော့ဖလက်ချွတ်တဲ့နေရာပါနော်ဖေဖေပဲဖြစ်ဖြစ်ဖလက်စီဝင်လို့မရပါဘူးဖလက်ချွတ်ရတယ်အဝင်ဝမှာဆိုလို့ရှိရင်ပကံနဲ့ပတ်သက်တဲ့အမတရားပစ္စည်းတွေအဝတ်ထည်တွေအများကြီးရောင်းချရပါတော့ပကံရင်ကျေးမွန်းနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေအများကြီးရောင်းကြတယ်ပကံမှာဆိုလို့ရှိရင်အဓိကယွန်းထည်နဲ့ပချီအဓိကပေါ့နော်သူတို့လက်ရာတွေအရန်ကိုလက်ရာမြောက်ချပါတယ်အနန္ဒဗျာဆိုလို့ရှိရင်တခြားဖျားနဲ့မတူဘူးပေါ့နော်သူရဲ့ဒီဇိုင်းကအရန်ကိုထူခြားမှုရှိတယ်ပြီးလို့ရှိရင်အကျယ်ပဲဒီမှာဆိုရင်အရန်ပူလို့ဒီမှာလာနာတာဖြစ်ပါတယ်အပြင်အောင်မှာပေါ့နော်ပြီးလို့ရှိရင်အနန္ဒဖျားရဲ့အကြောင်းကိုဖတ်ကြည့်ရပါတော့ကိုလေမဲ့ဖျားအကြောင်းကိုသမိုင်းကြောင့်မသိပဲနဲ့လေရတာအရသာသိမရှိဘူးဒါကြောင့်မို့စအုပ်တအုပ်ဝေပြီးတော့အရင်ထိုင်ဖတ်တယ်ပြီးတော့မှဝင်ကြည့်တာပေါ့နော်ဒီအချိန်ကပကံသွားရတာအတင်းတော်ဆုံးချိန်ဖြစ်ပါတယ်သူကဒီဇင်ဘာရဲ့ January February အထိ3လအတွင်းပေါ့နော်ကျမတို့ကတော့ဒီဇင်ဘာလလေရောက်ခါနီးမှာသွားတာဆိုတော့သူကရာသီဥတုကတော့ပုံမှန်ပဲနေလို့ကောင်းတယ်တအားလည်းမပူဘူးအေးလည်းမအေးဘူးပေါ့နော်ဒီထဲဝင်တော့လို့ရှိရင်အပေါ်မှာဒီအနန္ဒဖရာဘယ်လိုစဖြစ်လာတယ်ဆိုတာအစအဆုံးသူကအပေါ်မှာသူတို့ပချီကားလေးနဲ့သစင်ပြထားတာဖြစ်ပါတယ်ဒီအနန္ဒဘုရားဆိုလို့ရှိရင်တော်တော်လေးကိုကျေပေါ့နော်ပြီးလို့ရှိရင်အစအုံကလည်းအဖြူရောင်လေးပြည့်တဲ့ဆိုင်ကတခြားဘုရားတွေနဲ့လုံးဝမတူပဲအရင်ထူခြားတယ်ပေါ့နော်အထဲကိုပြီးတော့ဖျားဖူးမှာဖြစ်ပါတယ်အရန်ကိုကြည်ညိုဖို့ကောင်းပါတယ်အထဲဝင်သွားတယ်အရန်ကိုစိတ်ထဲမှာကြည်နူးပြီးတော့အေးချမ်းသွားတာပေါ့နော်ဒီပြားမှာဆိုလို့ရှိရင်လည်းရွှေဆိုင်ကတ်လို့ရပါတယ်ဒီမှာရွှေဆိုင်ကတ်တာလေးဝယ်ပြီးတော့ရွှေဆိုင်ကတ်ပြီးလို့မှဖြစ်ပါတယ်တချို့ဖျားတွေမှာဆိုဒီလိုရွှေဆိုင်ကပ်ပြီးတအားလို့တော့ဖျားရဲ့ငွေရင်းရောက်ကပျောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးတယောက်ပြီးတယောက်လာလူကြတာအရင်များတော့ဖျားရဲ့လုံးဝပုံစံအမှန်ကပျောက်သွားတယ်လို့ရှိရင်ဒီလိုရွှေဆိုင်ကိုဖောင်တော်ဦးမှာတစ်ခါလူခဲ့ဘူးတယ်
ဖိုတိုထိုင်လေးလာပါမယ်ဒီလိုလေးလှလှလေးရိုက်ချတော့အဲကိုရောက်ရင်ရှုခင်လေးကတော်တော်လေးလာလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှတွေ့မယ်နော်ဒါကျတဲ့လောက်ပြီးတော့ဒါရဖျက်ရပါတယ်မရှိဘူးအခန့်ရှိသွားရဲ့ရှင့်သူကခုချိန်အပိတ်ဖုံးလို့ရသေးရဲ့ရှင့်သူကအနန္ဒာပြားမှာတက်ပူကြီးတယ်ဒါပေမဲ့အနန္ဒာပြားရဲ့တကားရတော့အပိတ်ဖုံးလို့မရဘူးဒီတကားရအခုချိန်အပိတ်ဖုံးလို့ရသေးရဲ့နှစ်ပေါင်း900ရှိသွားရဲ့ရှင့်ဟောဒီထက်နေလို့ရအောင်မဆက်ခွက်ကလေးရှင့်လို့တက်ဟုတ်ပြီမတို့ဒီရှိမှတောင်းရစုကိုတောင်ဘက်ကထူးခြားပြားပြန်ပြောတောင်းရတယ်ရှင့်သူကတောင်ဘက်မြောက်ဘက်နှစ်ခုပေါင်းမှအမားတို့တစုပဲတောင်းရတာဒီဘက်ကပြောက်တာရှီလုံးဝဖေးကမှုတ်ဦးကတော့ဒါ1985ခုငလျင်တော့ကမှုတ်ဦးကပြောကြထားတာရှင့်သူကဒီမှာပြန်ပြောတောင်းရရှင့်သူကဒီဘက်ကဖေးရဲ့ထူးခြားချက်ကတော့ညနေတော်ရဲ့ပြီးတော့တစ်သားဟန်လုပ်ထားတာဒီခန္ဓာကိုယ်ကရိုးအောင်ညီမတို့ဘကညာဦးအနီးတစ်ဝိုင်းမှာကဒီကိုတစ်သားနဲ့အုပ်အဲ့တော့တဆူပဲရှိရအမားတို့အရှိမတောင်းလို့ရှိတိုင်းဟောပြန်ပြောတောင်းရရှင့်သူကတောင်းဘက်မြောက်ဘက်နှစ်ခုပေါင်းမှအမားတို့တဆူပဲတောင်းရရှင့်ဒါတော့ပြန်ပြောတောင်းရရှင့်ဒီဘက်ကပြောင်းထိထိုင်နေထားရရှင်ဒီဘက်ကနေပတ်လို့အဲကြောင့်ဒီဘက်ကပြောင်းနေရဆေးပကြီးကောင်းကောင်းမရှိဘူးရှင်သူကခုနကခုနေရနဲ့အပီးတရားကိုနေရဆေးပကြီးကောင်းကောင်းမရှိဘူးဒီဘက်ကကိုဖယားဘယ်လောက်ချလိုက်တာသူက73နှစ်ကြာရှင်ဟုတ်ကဲ့ရှင်သူကဒီဘက်ကပြောင်းဒါ1985ခုငလျင်တော့ကဒီဖယားရောဒီမအူရောဒါပူချက်ပစီထားရရှင်ဒီဘက်ကတော့ဒါရှိလျာမရှိတော့ဘူးရှင်သူကဒီနောက်ဘက်မှာလှမ်းနေရဆိုတာခေါင်းပလင်ဖေးသူကတော့ဒုတိယညနေအနည်းဆုံးသူကခင်မွေးကြီး10ပါးတဲ့ကတဘာပါကိုပြင်မမိရဲ့အဲခေါင်းပလင်ဖေးကိုချက်တောင်းပိုင်ကြီးပြီးရဲ့ရှင့်သူကဒီဖေးကိုတည်ခဲ့တဲ့အလောင်းစုရဲ့ပြီးတော့နားပလိဆုံးနေထားကြရရှင့်ဒီမှာတော့ဘူပွားမိပါရဲ့ဆိုရင်ပကံရဲ့ဇာတိဖြစ်တော့ဒီလိုကျွလာပလိတဲရောက်တိုင်းအပီယာမှာခေါင်းပွဲနဲ့ဝင်တောင်းမှပြရရှင့်ပါပါဖယားခေါင်းပလင်ဖေးဟုတ်ကဲ့ရှင့်အစောနာတော့ခဲ့တဲ့ဖယားတယ်ဒီဘက်ကဖျားကြီးဆိုတာ1985ခုငလျင်အကြီးကျယ်လို့တုန်းကဒီဖျားကြီးရဲ့ဒီမျက်နှာတော်ပြုတ်ချထားတာရှင်ဒါအသက်ပြန်လည်းမွတ်မှတ်ထားတာသူကခန္ဓာကိုယ်နဲ့နောက်ကနေရစီးပြကြတော့နှစ်ပေါင်း900ရှိပါလိမ့်ရှင်ငါအလူရှိတူကဒီမှာစီးပွားရထိုင်လာသူ့ရဲ့အဋ္ဌံအောင်မလို့ဒါလုံးတော်တော်ရှိထားတာရှင်တကယ်လို့အမားတို့ဒိဋ္ဌံအောင်ရင်လည်းကိုတက်နိုင်တဲ့ဌာနလေးကိုလိုက်ဆက်ပေးပို့ကောင်းနေရှင်ကိုယ်တိုင်ကိုကြလေဟုတ်ကဲ့ရှင်ညီမတို့ကကြာအခုလည်းမို့လိုက်ပြီးတော့ရှင်းပြတာကြတော့ခိုက်တယ်မဟုတ်ပါဘူးဒီဖျားမှာကခုအလက်ကြနဲ့ကိုဖျားသမားရောင်းရှိမှအောက်မှာဇင်းမှုရှိပါရှင့်အပြန်အစင်းကြောက်လည်းရွှန်းချက်လေးရောင်းပါလေကြိုက်တဲ့300 300တော်လည်းအပေးပါအောင်ရှင့်အလက်ကြမှာဖျားသမားရောင်းရှိပြပြီးမှအောက်မှာဇင်းမှုရှာဆိုတော့လေဒီမှာကဈေးသက်ဥရိယာ38ဦးရှိရဲဒီလိုအလက်ကြနဲ့ဖျားသမားရောင်းရှင်းပြပြီးမှအောက်မှာဇင်းမှုရှိပါရှင့်အဲကြောင့်လည်းညီမရွှန်းချက်
ထံကိုဘလို့အရိတ်တောင်ဝင်ကြလဲဆိုတော့အချိန်တခုနဲ့တိုင်တည်ပြီးတော့ဆူတောင်းရပါတယ်နှစ်ချီကာလမဟုတ်ပဲနဲ့လပိုင်းလောက်ပဲအရိတ်ထံဆူတောင်းရပါမယ်ဥပမာဆိုလို့ရှိရင်3လပြည့်ရင်4လပြည့်အဲ့လိုမျိုးပေါ့နော်3လ4လတို့ပေါ့ဆူတောင်းပြည့်ပြီးရင်ဖះမှာလာပြီးတော့ကုသိုလ်တစ်ခုခုပြန်လာလို့ရမယ်ပြီးတော့ဖះကိုပြုပြင်တာတို့ပြီးတော့ဒီပကံမှာအလူလာလောက်တာတို့ပြန်ပြီးတော့ပြုလုပ်ရပါတယ်ကျတဲ့လောက်ပြီးတာရဖျက်ရပါတယ်ဆိုတော့အခန့်တယ်ဒီရောက်မှညီမတို့ကပကံရောက်အမှတ်တရားလို့ပါဖူးပြီးရတယ်လက်ဆောင်ပေးတယ်နာမည် မာလေးတို့လက်ဆောင်ပေးခြင်းနဲ့နာမည်လေးရေးပေးရတယ် အော်ဒါပဲဆိုရင်တော့ဒီရှိတယ်ဆိုတော့ဒီလိုလေးဖျားကိုလေတောက်တော့ဆန်စီစားလေးတွေတော့ချိုးဆိုပိုးကြွယ်ဝါတယ်တိတ်ဟုတ်တယ်တချို့ဆိုလာပြင်းနေဆိုကြရတယ်လာပြင်းနေတိုင်းပြီးတော့ညီမတို့တော့ဒီမှာလာပြင်းနေတိုင်းဆန်စီစားလေးကတ်ပြီးဘူးပတ်ပြီးတော်တော်များများနေတယ်တက်တာ နာမည်ဇာတိလေးကျွန်တော်ရှင်းပြပြရတယ်ကျူကညီမလေးဒီညီမလေးကတနေ့ကုန်းမှတက်လက်လေးရလာအလှလေးနဲ့ရောင်းလာညီမလေးအမတို့ဖျားလေဒါလူတိုင်းကိုရောင်းလို့မရအဲ့အကြောင်းလို့သူ့ကမြလေးကရောင်းချင်တာမှန်တာပြောရဆိုလို့သူတို့မှလေတနေ့ကုန်းလို့ဒီတစ်ခါတလေကျဈေးဥတော်မပေါက်တဲ့ရရှိရအဲ့ဒီရရှားတော့ကြလေဒါဆိုတီရှူပေါက်လေးတကယ်ပါညီမလေးသူတို့ရဲ့နာနာနဲ့ဝယ်တာဆိုတာလေးဆိုပြီးနေနေလေး ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှထပ်တွေ့မယ်နော်ဟယ်လိုအားလုံးပဲမင်္ဂလာပါပကံမှာစီတီပထိုးတွေထောင်တောင်းမကအလိုများပြားတာဖြစ်တဲ့အတွက်လေလူကိုမစုံနိုင်ပါဘူးဒီနေ့မှာတော့ပပရာကိုသွားမလဲဆိုတာကတော့တစ်ချက်လောက်ကြည့်အောင်နော်ဒီနေ့တော်လည်းမဲ့ဖရားတော့ကတော့ပလင်ဖရားဖြစ်ပါတယ်ကတော့ပလင်ဖရားကိုကတော့ပလင်ဖရားလို့လည်းခေါ်တယ်ပကံမှာရှိတဲ့ကြီးမားတဲ့ကုဖရားတွေကြီးထဲမှာတော့ပလင်ဖရားဟာလည်းတစ်ခုအပါဝင်ဖြစ်တယ်ကတော့ပလင်ခေါ်ကတော့ပလင်ကုဖရားကိုနရပတိစီတူမီလက်ထက်ခရစ်နဲ့1903ခုနှစ်မှာစတင်တည်ထောင်ခဲ့တယ်ဒါပေမဲ့ဖရားတိဆောက်ဆဲကာလမှာပင်နရပတိစီ I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do so instinctive and so passionate. Every word I move so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over tracks, this and that. Spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past. And the pettiness, a reflection of the emptiness. Hilarious, you think you're worth my time, you're delirious. Mysterious, because you hide behind a fake exterior. Inferior, you know I'll always be a bit superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains at last, and to believe in what you got, it was built to last, yeah. Now that I've been put through hell, I never got anyone's help. I had to do it all myself. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Gonna learn the consequence of being incompetent. Mental health is confidence, dreams and some honestness. I'm not here to save the day, that's for you to take away. I could play a million mind games, but instead I say something not illogical, something that is topical. Rub it on and watch it go, make yourself unstoppable. Dreams are irresponsible, but they're always possible. If you just believe, you could be so remarkable. Thoughts in my head, a collage and they spread. I'll be great one day, going off of my meds. No, I'm not giving up, no, I'm not giving in. I will make it to the top, taking off in the wind. I gotta make it, I'm saving every day to taste it. I'm patient,
it, but my mind, it can hardly take it. I'm chasing a dream that I've had for several ages. A vacant modern kingdom for the taking. Now that I've been put through hell, I never got anyone's help. I had to do it all myself. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. ။တိုင်းကြီးတဲမကြီးဆိုတာကကျွန်တော်တို့ဒီပကံမှာပဲထုတ်လို့တာ။အကြောင်းကြီးတော့ခွင့်လို့ပြည်သူပြည်သားရဲ့ပူအောင်ဒီနယ်ရီမစ်ရှင်လို့ကြတော့မင်းစားဝဲတယ်မှာ။နဲ့စားဝဲတယ် Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထနောင်းပင်ကြည့်ပြီးတော့ဖယားနေပါတယ်နောင်းပင်လေးအရန်ကြိုက်တယ်မြင်လက်စီးရတဲ့မုတ်လေးကိုအရန်လေးကိုကြိုက်နေပါပြီပကံသူပဲလောက်ပါတော့မယ်ရှင်ဘယ်နေရာပဲကြည့်ကြည့်အရန်ကိုตาရပြီးတော့လွမ်းစရာဆွေးစရာဖြစ်နေပါတယ်ကဲပေပေအောင်ဆက်သွားမလဲဆိုတော့တစ်ချက်လောက်ကြည့်ကြည့်အောင်နော်ရှုခင်းလေးရတော်တော်လာတယ်နော်ထနောင်းပင်နဲ့ပကံရဲ့ကောင်းကင်ကြီးရဲ့တမယန်ကြီးဖះမှာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေတမိုင်းကြောင်းတွေရှိတယ်။အဲမှာပကံသားတယောက်ကလိုက်ရှင်ပြတော့ပို့ပြီးတော့အဆင်ပြေတယ်။တမယန်ဖះကြီးရောက်ဖို့စွန်တော်တော်လေးရှောက်ရသေးရဲ့နော်။နည်းနည်းတော့ဝေးတယ်ပေါ့နော်။ပြီးရင်အဲ့ဒီဘေးမှာဆိုလို့ရှိရင်ပကြီးကားတို့အဲမှာပကံရဲ့လက်မှုပညာတွေနဲ့သက်ဆိုင်တဲ့အရာတွေပစ္စည်းအများကြီးရောင်းကြတာကိုတွေ့ရတယ်။ဆိုရင်ဖះထဲဝင်လိုက်တာနဲ့အဲမှာဖះအကြောင်းသိချင်ရင်လိုက်ရှင်ပြပေးတဲ့လူတွေကရှိတယ်ပေါ့နော်။မှာဆိုစာအုပ်တော်ဖတ်ဆရာမျိုးပဲနဲ့ပြည့်အစုံကိုပြောပြတာကိုတွေ့ရပါတယ်။တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။သူပြောတာလေးတစ်ချက်တစ်ချာလေးနှထောင်ပြကြည့်ပါဦးနော်။ Why နည်းနည်းလေးပဲချိုးချိုးလေးပဲရှိအောင်။ဒီတော့ကျတော့အဲ့ဒါကျတော့ပါတီစကားနဲ့ပြောတာ။ဘောင်းမဝေးတယ်။ဘောင်းမဆိုတာမိတာဆိုတာရှောက်တယ်။အဲ့ပုံမှာ TV ကအကူလိုကလေးကိုရှောက်တယ်။တောင်းနိုင်တယ် TV ကတော့ဒီအတန်းလေးကိုရှောက်တယ်။တောင်းနိုင်တယ်။ TV ကတော့ကံမှာရက်စက်ကြုံနေတယ်။လူမျိုးရက်စက်ကြုံနေတယ်။ရှင်တော့ကျတော့ဘီယူဖြစ်တယ်။ဘီယူနေတော့ကျတော့ကောင်းရှိနေတာ။နောက်ရှိဆိုရင်တော့နှစ်ပါးကအကျေတုံးမီရသိရှိတော့ညီငယ်ရပြီးပေါ့။ Narrative ဒီ narrative ကဘေးအရန်မရှိတဲ့ဘီယုံပြတ်တဲ့ဘေးဖြစ်တယ်ဆိုတော့သူ့ရဲ့ကြောင်ရရှိစေဒီ narrative ကလောင်းရှိသူမင်းကြီးကိုတပ်ပင်းညူရဲ့မြောက်ဘက်ကရှူးပြီးပြောင်းတော့တော်နန်းနဲ့ဆိုပြီးတော့ကောင်းတယ်ပြလိုက်တယ်။အဖေကိုကောင်းနဲ့ပြီးတက်ပြီးတော့သူ့ရဲ့အကူ mission ကိုကြတော့ဒီမင်းစာဝဲတဲ့စိတ်ကတက်တယ်။သူအဖေနဲ့ကိုနဲ့တက်ပြီးတော့ညနေကြတဲ့အိမ်မှာပြီးတော့တိုင်းညတော့အဲ့လိုမျိုးညာတော့မလုပ်ဘူးတော့ပေးလိုက်တယ်။ညပေးတဲ့မှာတောင်းကြည့်တော့ဖွင့်လို့ပြည်သူပြည်သားရဲ့ပူအောင်ဆိုပြီးတော့ဒီနယ်ရသူမင်းကဖွင့်လင့်ထားတယ်ဖေ။ဒီဖျားကတော့စူတောင်းမေဖျားလို့ခေါ်တာပေါ့။ကျွန်တော်တို့ဒီဖျားရဲ့ထုံးနေငံဆိုကာလာကိုပြောရအောင်ကျွန်တော်အယောင်ပေါ့။အဲ့အယောင်ကျတော့အခုနောက်ပိုင်းမှာကျွန်တော်တို့ပြန်လဲပြီးတော့လှုပ်ထားတဲ့ဖွဲ့ကြီးပေါ့။ကျွန်တော်နောက်ကဆေးပကြီးကကျတော့17ရာသူကဆေးပကြီးစင်အဆွေကိုပန်းကတ်ထားတယ်ပေါ့။အဲ့လိုမျိုးပကြီးကလည်းဘယ်ဖျားမှမရှိဘူးဒီဖျားပဲရှိတာ။တော့ဖျားလေးပြောမြင်ငလင်းလို့လေချိန်မှာဒီဖျားရဲ့ခန္ဓာကိုယ်ကပျက်စီးသွားခဲ့ပြီးတော့ခေါင်းလိုပဲကျန်နေခဲ့တယ်။ခေါင်းလိုအကြောင်းနဲ့ကိုလုံးလိုကအုံနေတယ်။ပကံမှာအခုနာမည်ကြီးညာပြင်ငါးပြီဖျားဆိုကြားဘူးမှာပြင်ငါးပြီအရင်တော့ပြင်ငါးပြီရှိရမဟုတ်ဘူးပြင်ကူးပြီရှိရပြင်ကူးပြီရှိရချိန်မှာမြင်ငလင်းလို့တဲ့ချိန်မှာ၄စုကပျက်စီးသွားချိန်မှာ၄စုပဲလိုက်ပြီးတော့၅စုပဲကျန်နေတယ်။ကျောင်းမျိုးပြောမယ်ဆိုရင်တော့ဒါကတရုတ်ဖျားနဲ့လည်းဆင်းတယ်။တရားကြီးမယ်ဆိုရင်နေရကရှိရင်ဘက်နဲ့မင်းစီနဲ့ဒီအပိုင်းနေနဲ့ပူမယ်။တရုတ်ဖျားနဲ့လည်းဆင်းဘောရပါလားဖျားနဲ့တော့မတူဘူး။ဒါပေမဲ့ကျွန်တော်ပြည်ကူးပြီဖျားတိုင်းမှာအဲ့လိုမျိုးပုံစံမျိုးတွေဖြစ်တယ်။အဲကြောင့်နာလို့နာရန်ရှင်မယ်ကျွန်တော်နေရတော့ရှင်မယ်ဒီမက်နဲ့မေးကြီးနေကြည့်တယ်ဗိုင်လေးကနည်းနည်းပြင်ကားပြီဖျားတိုင်းအဲ့လိုမျိုးဖြစ်နေ ဟောအဲ့တိုင်းပဲပြန်လောက်ရပါတော့
ကျွန်တော်ပုံစံတူပုံစံအဲ့လိုမျိုးဒါဘင်းကဒီတစ်ပါးနဲ့ရှိရမှာလေအဲ့ဘင်းကြီးငါးပြာဘင်းဒီကားပဲဘင်းသမင်းဒီကားပဲ 我讲这个都，我录的大片没看到。 ကျွန်တော်ဒီမှာခုနောက်ပိုင်းမှာပြန်လဲပြီးတော့တီထားတဲ့အုပ်ပေါ့အခုနောက်ပိုင်းမှာပြန်လဲပြီးတော့တီထားတဲ့အုပ်နဲ့အရင်တော့ကအုပ်နဲ့တေချာကြည့်မယ်လုံးဝကွဲပြားတဲ့ကြားနာနေအဲ့လိုအရင်တော့ကတီထားတဲ့အချိန်မှာအခုကိလိုမျိုးထုံးမှုပြီးလိုက်ပြီးလုံးဝမပေါ့ထုံးမှုပြီးလိုက်မြေဆိုပြောရတဲ့အချိန်မှာဒီလိုမျိုးအုပ်တစ်ချက်နဲ့တစ်ချက်ကြားတဲ့ကိုပြောတာနော်ထုံးမှုပြီးလိုက်ပြီးလုံးဝမပေါ့ဘူးအရင်တော့ကကျွန်တော်တို့တီထားခဲ့တဲ့အချိန်မှာတပ်ပင်ရထွက်တဲ့စစ်စီးပေါ့ကျွန်တော်ဒီဘက်ကမှာထွက်ရှိတဲ့တပ်ပင်ရထွက်တဲ့စစ်စီးစက်တက်မျိုးနဲ့တီထားခဲ့တာအုံးချစ်တီအတီတကားကြီးကျွဲခေါ်ကြီးတင်းလေးကြီးထမေကြီးနွားလို့ငင်းငင်းချောင်းတဲ့တမဘောထနောင်းကိုစီအဲ့တိုင်းနဲ့ရုံးမှုပြီးတော့မှဒီဖျားကြီးကိုလိုက်ပြီးတီးထားခဲ့တာပေါ့နောက်တော့ဒီရှင်ပင်ရဒီပင်ရန်ဆရာကြီးကိုပြောခဲ့တယ်ဘယ်လိုပြောအောင်ဆိုရင်ဒီလိုမျိုးအုတ်တစ်ချက်နဲ့တစ်ချက်ကြားတဲ့ကိုအရင်တော့ကကျွန်တော်တို့အဝတ်ချုပ်တဲ့အလီတီးတီးလေးထိုးလို့မရအောင်တီးခိုင်းခဲ့အကေထိုးလို့ရတဲ့ပင်ရန်ဆရာကိုလက်ကိုဖြတ်တက်ပြခဲ့တာအခုကိလိုပင်ရန်ဆရာကြီးနဲ့နှိုင်းရှင်မယ်ဆိုရင်အဲ့မပြောနဲ့လက်ညှိုးတော်ထိုးလို့ရတယ်ကျွန်တော်တို့ဒီမှာရင်တော့ဘေးနေရဒီလိုမျိုးအုပ်ကြားထဲမှာအထိုးရင်လက်ပြတ်တက်တယ်လို့ပြောတာအခုကဘေးရန်ဆရာကြီးဆိုလက်ညှိုးထိုးရတယ်ဆိုအောင်းမှာပြတ်တက်ခံမှာတာကြီးတဲပကြီးဆိုတာကကျွန်တော်တို့ဒီပကံမှာပဲထိုးလို့တာပကံရဲ့လက်မှုပညာကယွန်းနေတဲ့ပကြီး 现在不急。 ဒါကတော့ view point ဒါကကျွန်တော်တို့ခုရောက်ရှိနေတဲ့ဓမင်ယန်ကြီးဖျားဒါကပကံမှာညံတော်မြေဆုံးရွှေစံတော်ဒီကကျွန်တော်တို့ဒီစံတော်စစ်တာကျွန်တော်ဒီဖျားရဲ့ထေဘူးတော်စံတော်လေအစစ်တာကရွှေစံတော်ဒါကကျတော့ဒီကတော့ပလင်ဖျားကျွန်တော်ဘူပေးရပေးလိုက်လေကတော့ပလင်ဖျားကျွန်တော်တို့အလောင်းရှိသူမင်းကြီးပဲတည်ထားဖို့ခဲ့တယ်နော်ဒါကကျတော့အနုပညာလဲရအောင်နဲ့အန္တနာဖျားရဲ့နောက်ကညံတော်မြေဆုံးတက်ပြညုဖျားပါမယ်ဒါကျတော့ကတော့ပလင်လေးနဲ့နောက်ကဖျားလေးပေါ့နော်နေဝင်ချင်းတွေထွက်ချင်လေးပေါ့ဒါကကျတော့ဘော်လူးလေးဒါကျတော့အတွင်းထဲမှာကျွန်တော်နေစီးပြီးကြီးကောင်းတဲ့ဖျားဆူလာမဏိဖျားဒါကအန္တနာနဲ့တက်ပြညုပဲအဲ့လိုမျိုးဒီမှာလဲအန္တနာဒီကတက်ပြညုပေါ့ ဒါအပေါ်ကနေမြင်နေမြင်နေနော် သူ့ရဲ့သူကောင်းနဲ့ပြစ်တယ်အဖေကောင်းနဲ့ပြစ်တယ်ပြီးတော့သူ့ရဲ့အကူမင်းရှင်းဆုံးကြတော့သမင်းစားဝဲတယ်မှာသူကမနေ့စာကိုလူပြီးညစာမှာကြတော့သူ့ရဲ့သမင်းစားဝဲအစိတ်ကတက်တယ်သူအဖေနဲ့ကိုယ်နဲ့တက်ပြီးကမှညတင်ညတိုင်းအိမ်မဆိုးလိမ့်မယ်လို့ဆိုပြီးတော့ဒီဖျားယူပြီးဒီဖျားယူပြီးတော့ပလင်တူကိုလေးနဲ့ဖျားနဲ့ဆိုပြီးထားခဲ့တယ်တော့တရားကြည့်မယ်ဆိုရင်တော့ဖျားကြီးရမတူဘူးဘာကြောင့်ဘက်ကပြုံးတာများရယ်နော်ဒီဘက်ကပြုံးတာနဲ့လက်မောင်းညကြည့်မယ်ဆိုရင်ဒီဘက်လက်မောင်းတော့မှရေးတယ်ပါမယ်ဒီဘက်လက်မောင်းတော့မှရေးတယ်မပါဘူးလက်တော်ကြည့်မယ်ဆိုရင်ဒီဘက်လက်တော်ကုန်းချိုးလေးဒီဘက်လက်တော်ပူလေးဆိုအဖေနဲ့ကိုယ်နဲ့မတူအောင်ဒီထားခဲ့ပါနော်ပါဠိစာရယ်မွန်စာရယ်ပေါ့ပကံမှာကျတော့ကျွန်တော်တို့များစီဒီကြောက်တာနဲ့ဓမင်ယန်ကြီးကြောက်တာနဲ့ဒီဘုရားနဲ့ဆိုလို့ရှိရပေါ့များစီဒီမှာကျတော့၄ဘာသာရှိတယ်ကျွန်တော်ဒီဘုရားမှာကျတော့၃ဘာသာရှိတယ်လေအဲဒီလိုအဲ့တော့ရင်တော့ကျတော့သူ့ရဲ့အဖေနဲ့သူ့ရဲ့အကိုကြောက်တာထုတ်တယ်အဲ့လိုပဲဒီဘင်းရပကံမှာဘာကြောင့်သူကအဲ့လောက်စူးပန်းခဲ့တာဆိုရင်သူကရင်ဘွားတော်မှာကျွန်တော်တို့ဒီအနောက်တိုင်းကြီးတောင်ဖျားမှာပေါ့စောင့်ခဲ့တဲ့ဘလူးဘွားလေးမှာစင့်တက်တယ်ရင်တော့သူကဘလူးပေါ့အကြောင်းဒီပကံမှာဘင်းလာဖြစ်ခဲ့အောင်ဘလူးဘွားနဲ့မှာဘာကြောင့်ဘင်းလာဖြစ်ခဲ့အောင်ဆိုရင်အနောက်တိုင်းကြီးတောင်အနေမှာဒီပကံဒီဘက်ကိုမြတ်စွာဘုရားကညှို့ဆိုးပြီးတော့ဖြာတွေပြီးနေအဲ့လိုမြတ်စွာဘုရားကဖြာတွေပြီးနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့ဥပေါင်းတော်မှာနေပြောင်ထိုးနေတဲ့အချိန်မှာဘလူးရမြင်သွားခဲ့ဘလူးရမြင်သွားပြီးတော့မြတ်စွာဘုရားဘေးနားလေးသွားပြီးတော့မြတ်စွာဘုရားရဲ့ဥပေါင်းတော်အိမ်မသုံးရလေးမှုပြီးတယ်အိမ်မသုံးရဆိုတာကကျွန်တော်ပြောတယ်ညောင်ရွက်လိုပုံစံမျိုးသုံးရလေးမှုပြီးလိုက်တဲ့အချိန်မှာမြတ်စွာဘုရားပြောတယ်မာဒီပကံကြီးမှာဗျာတွေပြီးနေတော့မင်းဒီငါ့ကိုအဲ့လိုအိမ်မသုံးရလေးမှုပြီးလိုက်တဲ့ကျေးဇူးကြောင့်ပကံကြီးမှာမင်းသုံးမင်းဖြစ်မယ်လို့ပြောလိုက်တယ်အဲ့ဒီမှာပကံမှာမင်းသုံးမင်းလာတယ်လည်းရသူရဲ့စလင်ကကွေးနာပရိရှိသူမင်းသုံးမင်းလာတယ်ဆိုအဲ့သုံးမင်းရတယ်အဆိုးဆုံးမင်းကြီးလည်းရသူကတော့ဒီဖျားကိုဒီခဲ့တဲ့မင်းအဖေးတက်တယ်အကိုတက်တယ်ပေးရန်ဆရာတက်တယ်သူ့ရဲ့မိဖုရားကလမတ်တယ်စလင်ကကွေးရကြတော့သူ့တရုတ်ဒီကလိုက်တယ်လို့ကြီးတာတရုတ်ပြင်းဖြစ်တယ်နာပရိရှိသူမင်းကကြတော့ပကံမှာဟင်းမောင်းတော့အပြင်မှာစားတော့မပြီးမစားဟင်းမောင်းတော့ဟင်းွက်လေးတော့အပြင်မှာစားကျွန်တော်တော့နှစ်ခွက်သုံးခွက်လောက်စားရင်ဒီကတော့အစားနော်အရင်တော့ဒီမင်းနဲ့ပတ်သက်မယ်ဆိုတော့အလောင်းရှိသူမင်းရဲ့သားတော့လေဒီမင်းကဖြစ်နေဒါပေမဲ့ကျန်စသားရဲ့မြစ်ကကျန်စသားရဲ့မြစ်ကကြတော့ကျွန်တော်ဒီအလောင်းရှိသူမင်းဖြစ်တယ်အလောင်းရှိသူမင်းရဲ့သားတော့ဒီမင်းဖြစ်နေတဲ့ကြောင့်မြစ်တော်တော့ဒီနယ်ရသူမင်းရဲ့မြစ်တော်တော့ပေါ့နော်ကျွန်တော်ပတ်သက်မယ်ဆိုတော့မြစ်ပေါ့နော်
အဲ့မြေကနေမှတရှင်အနန္နာရဲ့ပနက်ပုံနဲ့ယူပြီးတော့ဒီဖျားကိုထားတယ်ဒါပေမဲ့ကျွန်တော်ဒီဖျားကြီးကိုအဝေးကနေလမ်းကြည့်မယ်ဆိုရင်တော့ကျွန်တော်ဖျားပုံစံနဲ့မတူဒီဖျားရဲ့တော့ဒီကျွန်တော်ဟိုပဲအင်ဒီမွတ်စလင်ဘက်မှာရှိတယ်ကျွန်တော်နှင်းနှင်းပုံစံမျိုးတွေပြည့်မကြည့်ဘူးပဲကျွန်တော်အဲ့လိုပုံစံမျိုးကြီးဖြစ်တယ် Ba đi tranh tặng ha. ไม่ได้อยากกินหลับอ่ะ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှတွေ့မယ်နော်